ဒီနောက်တယောက်ကကျမကိုမေးတယ်သမရဖြစ်ရှင်လားဆိုတော့ကျမဖြစ်ရှင်တယ်လို့ပုံမှန်လို့ဒေါ်စန်းစုကြည်ကိုရည်ရွယ်ပြီးတော့ဒါပြန်ထမ်းလာတဲ့ပုံမှန်မဟုတ်ပါဘူးအဲ့တော့သူ့ရဲ့အဖေလက်ထက်1948ခုနှစ်ဒီဖွဲ့စည်းပုံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဒဲမာတွေကဒါသူ့ရဲ့အဖေလက်ထက်တည်းကဒါထည့်ထားတာကျွန်တော်ဖြစ်ပါတယ်ဒေါ်စန်းစုကြည်မြန်မာပြည်ကိုကောင်းကောင်းမသိမြန်မာလူထုကိုဒေါ်စန်းစုကြည်ကောင်းကောင်းမသိဒါကြောင့်မလို့လက်ပတောင်းမှာအသေးခံတာ तू မသိလို့ तू တကယ်မသိသိချင်ဟန်ဆောင်တာသူ့ဖေဝိန်းနဲ့ Oxford အသာညာနေဘွဲရတယ်ဆိုပြီးတော့အနုတော့မှလူကြောလာလို့တာ तू တကယ်မသိဘူး तू နိုင်ငံရေးသမားလည်းမဟုတ်ဒေါ်စန်းစုကြည်မြန်မာနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်တဲ့သားဖြစ်တဲ့သားဆိုတော့သူ့ကိုငါတို့ဆန်းခဲ့တာနှစ်ပေါင်း30ကျော်ရှိသွားပြီမရှိဘူးအဖေကမရှိပါဘူးဒေါ်စန်းစုကြည်နှစ်ပေါင်း30တောင်နိုင်ငံရေးလို့တာဘာဖြစ်လဲရှစ်တလမှတိုးလာငင်းရလာစီဝါရေးတိုးတက်လာဒီမိုကရေစီရလွတ်ခွင့်ရလာနှစ်30ဆိုတာလူတယောက်အတွက်လုံလောက်နေပြီဒေါ်စန်းစုကြည်ရေးချင်းရှိလားမရှိလားဒေါ်စန်းစုကြည်တော်လိုင်းကိုအောင်မြင်အောင်ဆင်နွှဲနိုင်ရှိလားမရှိလားဒေါ်စန်းစုကြည်မြန်မာနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်တဲ့သားဖြစ်တဲ့သားဆိုတော့သူ့ကိုငါတို့ဆန်းခဲ့တာနှစ်ပေါင်း30ကျော်ရှိသွားပြီမရှိဘူးအဖေကမရှိပါဘူးမရှိလို့ဒီဘွားပြန်ဆောက်ပြီးတော့ဝေစကစားလို့ပြန်တုတ်ချသွားတာပေါ့တမ်းမတော်ကိုဘလို့စီးအောင်ရမယ်တမ်းမတော်ကိုဘလို့မျိုးသားရေးနိုင်ငံရေးထဲမှာတမ်းမတော်နဲ့ဘလို့လက်တွဲရမလဲ National Reconciliation ဆိုတာမျိုးသားညီညွတ်ရေးကိုတမ်းမတော်နဲ့ဘလို့တိဆောက်ရမယ်ဆိုတာဒေါ်စန်းစုကြည်နားလဲလားနားမလဲဘူးတမ်းမတော်ခေါင်းဆောင်အနေနဲ့ဘလို့အစဉ်ပြေအောင်ပေါ့ဆိုတာတခုတော့နားမလဲတဲ့လူတယောက်ကဘလို့ပြလို့မြန်မာတမ်းမတော်နဲ့မြန်မာနိုင်ငံရေးကိုဘလို့အသွင်ပြောင်းလို့ရမယ်ဘလို့ပေါ်ဆောင်လို့ရမလဲအင်းကြီးတနေ့တမျိုးဝစ်ပြီးတော့အမေကြီးထုတ်ပြနေပြီးတော့ရုပ်ောက်ပဲမညစ်ပတ်ပြီးတော့မနိုင်အောင်လှုပ်သွားတဲ့သူတယောက်ကခေါင်းဆောင်ပြန်သတ်မှတ်လို့မရဘူး